ဒီနေ့ကတော့ Chronic Guitar Area မှာအိမ်ထဲကိုခြေချိုက်တာနဲ့ Art Gallery ရဲ့ရောက်တယ်လို့ခန်းစားရမယ် Masterpiece ကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ project ကတော့မြေကျဲ16ရိုင်ပေါ်မှာ total unit 48 unit ပါဝင်မှာဖြစ်ပြီးတော့မှ privacy နဲ့ exclusivity ကိုအဓိကထားပေးထားဖြစ်ပါတယ်။ဒါအပြင်ကမှဒီမှာဆိုရင်တော့ available unit 2 unit တာကျင်မှာတော့ရယ်ပထမ unit ကတော့430 square meter ရှိတယ်။ show unit ဖြစ်ပြီးတော့မှနောက်တစ် unit ကတော့655 square meter ကျယ်တယ်။နောက်ဆုံး standard unit ပဲဖြစ်ပါတယ်။ location အနေနဲ့ဆိုရင်တော့ Chronic Guitar Area မှာအကြီးဆုံး area ဝင်းထဲမှာတည်ရှိနေတာဖြစ်ပြီးတော့ဆေးရုံအနေနဲ့ဆိုရင်တော့စင်မြေ Smithwick Srinagar Queen Hospital, Rankin Hospital နဲ့ Bangkok Hospital တို့ကို10 to 15 minutes တွေမှာတော်နိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင်မှာကျောင်းနေနေဆိုရင်တော့ Bangkok မှာအကောင်းဆုံး school တွေဖြစ်ကြတယ်။ Wellington International School ပြီးရင် Brighton International School နဲ့ Ascot International School စတဲ့ကျောင်းတွေကို10 to 15 minutes တွေမှာရောက်ရှိမှာဖြစ်ပါတယ်။ထူးခြားတဲ့အနေနဲ့ကတော့ Brighton International School က1 kilometer အောက်မှာပဲရှိနေတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ mall အနေနဲ့ဆိုရင်ကတော့ Little Walk Chronic Guitar, Marketplace Chronic Guitar နဲ့ Nine Center Rama 9ပြီးရင် The Mall Bangkapi စတာတွေရှိနေမှာဖြစ်တဲ့အပြင်ကမှ 7-Eleven, Bitsy Lotus Macro အကုန်လုံးရှိနေမှာဖြစ်တဲ့အတွက်လုံးဝကိုအဆင်ပြေစေမှာပဲဖြစ်ပါတယ်။ကျွန်တော်ခုလိုက်ပြပေးမယ့်အိမ်ကတော့နောက်ဆုံးအိမ်ထဲမှာကြန့်ရှိတယ်အသေးဆုံး site 430 square meter ရှုနေလေးပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တော့အိတ်ခန်း3ခန်းရေချိုးခန်းအိမ်သာ5ခန်းနဲ့ပြီးရင်တော့ living room နှစ်ခုအရှိမဆိုရင်တော့ car parking 3စီးကိုမှ EV charger spot ဖြစ်မှာဖြစ်ပါတယ်။အဲဆိုရင်တော့ကျွန်တော်တို့အိမ်ထဲကိုဝင်ကြည့်လိုက်ရအောင်ဒီအိမ်ကတော့အိမ်ထဲဝင်လာတဲ့တင်လုံးဝ art museum နဲ့ရောက်နေလို့မျိုးမတူညီရဲ့အမှုပညာလက်ရာတွေကိုခန်းစားမှာဖြစ်ပါတယ်။ဝင်ချင်းမှာဆိုတော့သူကတော့လုံးဝရှေးခေတ် emerald နဲ့အဖြူနဲ့ဆက်ထားတဲ့ feeling ကိုရမယ်။လမ်းနှစ်ချက်လောက်ဆက်လျှောက်လိုက်တာ ਨੇ ဒီဘက်မှာဆိုရင် gold နဲ့ royal blue နဲ့ပေါင်းထားတဲ့ pink ဆိုတုံးထားတဲ့သူကဖက်စင်လေးပေါင်းအောင်ဖြစ်ပါတယ်။ပြီးရင်တော့ဆက်လျှောက်လာမယ်ဆိုရင်ကျွန်တော်ဒီဘက်ခြမ်းမှာကတော့အိမ်ရောက်ထက်ရဲ့ living room ကိုတွေ့ရမှာဖြစ်ပါတယ်။ living room မှာဆိုရင်လည်းသူကတော့လုံးဝမတူခြားနာတဲ့ feeling ကိုပေးနိုင်မှုအတွက်မတူတဲ့လုံးဝအယောင်တွေကိုပေါင်းဆက်ပြီးတုံးထားပဲဖြစ်ပါတယ်။ပြီးရင်ဒီဘက်ခြမ်းမှာဆိုရင်တော့သူကတော့ garden private garden ကိုလုံးဝ easy access လုပ်နိုင်မယ်။ဒီမှာဝင်ပေါင်းရှိမှာပဲဖြစ်ပါတယ်။မောကနေဒီမှာလမ်းကြည့်လိုက်မယ်ဆိုရင်သူက upbeat စီတစ်ခုထပ်ထားပေးထားတယ်။ဒါအပြင်ကမှဒီရဲ့ garden လေးကတော့ကိုတိုင်းညနေပိုင်း coffee လေးထွက်တောက်မယ်။သွားချေးမယ်ဆိုတဲ့လူတွေအတွက်အရန်ဆင်ပြေပါတယ်။ပြီးရင်တော့နောက်ပြီးတွေ့ရမှာကတော့ဒီရဲ့အရန်လှပတဲ့သူကတော့တစ်သားကိုမှ resin နဲ့ပြန်ပြီးအုပ်ထားတဲ့ဘဲဟုတ်ပုံစံသူကတော့ dining table ကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်ကမှ dining table ကိုမှ double volume ceiling နဲ့လည်းဖြစ်မှာဖြစ်ပါတယ်။နောက်တစ်ခုရှိနေရတော့ဒီမှာဆိုရင်သူကတော့ marble အလှရည်နဲ့လုံးဝတစ်ခုတစ်ဆက်လုံးကိုကွန်းကွန်းတင်းတင်းလှုပ်ထားတဲ့ European kitchen ရှိနေမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ဒီညူအောင်မှာပဲနဲ့ဒီမှာဆိုရွှေနဲ့ပေါင်းဆက်ထားလို့လုံးဝ luxury ဆိုတဲ့ feeling ကိုပြေဝခံစားရမှာဖြစ်ပါတယ်ဒီဘက်ကတော့သူ့ရဲ့ kitchen ပေါ့နော် kitchen မှာဆိုရင်တော့ဒီမှာလုံးဝ color အသင်းတစ်မျိုးပြောင်းရမယ်ဒီကောင်ဆိုရင် gray color အသင်းကိုသုံးပေးထားတာဖြစ်ပါတယ်ဒါအပြင်မှာဒီမှာဆိုရင် laundry room အတွက်နေရာလေးအဖို့ပါတယ်ဥမှာဖြစ်ပါတယ်kitchen ကနေပြန်ထွက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာဆိုရင် common toilet တွေပါတယ်ပြီးရင်တော့ဒါဆိုရင်တော့အောက်ထပ်မှာဆိုရင်ကျွန်တော်တို့အကုန်လုံးနှီးပါပြီးတော့ဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒုတိယလက်ကိုသွားလိုက်ရအောင် okay ဒီအိမ်ကတော့လုံးဝဘယ်နေရာတွားကိုသူ့ရဲ့ upbeat စီနဲ့ကိုလုံးဝမရိုးရတဲ့အိမ်ပဲဖြစ်ပါတယ်ဒီမှာပေါ်တက်ကိုဝင်လာမယ်ဆိုရင်တော့ပထမဆုံးသိရမှာကဒီရဲ့ living room ပဲဖြစ်ပါတယ် living room မှာဆိုရင်တော့သူကအောက်ထပ်ကိုလည်းလမ်းမြင်ရမယ်အပြင်ဒီဘက်မှာဆိုရင်လည်း common toilet တစ်ခုပါရှိမှာဖြစ်ပါတယ်။ဒါတော့ toilet မဟုတ်ဘူးသူက bedroom မှာ shower area ပါတစ်ခါလေးပါရှိအောင်မှာဖြစ်ပါတယ်။ဒီမှာထူးခြားချက်အနေနဲ့ဆိုရင်တော့သူကဒီ material လေးပဲဖြစ်ပါတယ်။ material နဲ့ဆိုရင်လုံးဝအသေးစိတ် detail ချက်ချအောင်မှာလုံးဝလက်ကင်လေးတွေအစ
လုံးဝအောက်ကဘောင်နေရစားလုံးဝရွှေရောင်လေးလုပ်ပေးထားဖြစ်ပါတယ်ဒီဘက်ဆက်သွားမယ်ဆိုရင်ကျွန်တော်ဒီအဟမ်းလှပရဲ့ RPG တစ်ခုမြင်ရမယ်ပြီးရင်လည်းကျွန်တော်တို့ main master bedroom ကိုရောက်ရှိမှာဖြစ်ပါတယ်ဒီမှာကတော့main master bedroom ကိုလုံးဝတစ်ထပ်လုံးကိုတစ်ခန်းလုပ်ပေးထားဖြစ်တဲ့အတွက်အရန်ကိုကျယ်မယ်ပြီးရင်တော့အနောက်ဘက်ဒီဆိုရင်သူကတော့နေကအုပ်ပေးထားပြီးတော့မှဘက်မှာဆိုရင်တော့သူကတော့လင်းဝင်လင်းနဲ့ကောင်းအောင်လို့ဒီတိုင်းလေးပဲခြံပေးထားပါတယ်ပြီးရင်တော့ဒီဘက်16လာမယ်ဆိုရင်သူက walk-in closet ရှိမှာဖြစ်ပါတယ် walk-in closet မှာတော့ typical ပဲဒီဘက်တစ်ချမ်းလုံးမှာအင်ဂျီထဲဖို့တွေ storage တွေရှိမှာဖြစ်ပြီးတော့မှအလဲတက်တက်မှာဆိုရင်တော့ makeup counter လိုမျိုးထားရှိပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီရဲ့အိမ်မှာအကြိုက်ဆုံးခန်းမှာရှာဝါမှာဆိုရင်တော့တော်တော်ကြီးကိုကျယ်တယ်ပြီးရင်လည်းသူ့ရဲ့အရောင် color theme စင်နေဆိုရင်သူကလုံးဝ soft ဖြစ်တဲ့ဘက်ကိုတွားခဲ့တယ်ပြီးရင်တော့ device မှာဆိုရင်လည်း shower area နဲ့တွားတဲ့ area ကိုသူ separate လုပ်ပေးထားတော့တော်တော်ကြီးကိုဆင်ပြေပါတယ်ကဲဒုတိယရက်မှာကျွန်တော်ပြောင်းဖို့ချန်နေရလေးရှိပါတယ်အဲ့ဒါလေးကတော့ဒီဘက်မှာရှိနေရယ်ဒီဘက်မှာရှိနေရယ် wine storage room လေးပဲဖြစ်ပါတယ်ဒီကောင်ကတော့ဒီခန်းလေးရဲ့ဝင်သွားလိုက်တာနဲ့1850လောက်ကိုရောက်သွားလို့ခံစားရမှာဖြစ်ပါတယ်ဒီအိမ်ရဲ့ထူးခြားချက်တွေဖြစ်ပါတယ်လုံးဝဘယ်တနေရာရောက်တွားလိုက်တာနဲ့လုံးဝမတူညီရဲ့ခုနဲ့မတူညီရဲ့ခေတ်တစ်ခုကိုရောက်သွားလို့ခံစားရမှာဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးတက်ကိုတွားကြည့်လိုက်အောင်ကဲနောက်ဆုံးကတော့ကျွန်တော်ပေါ်တက်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်ပေါ်တက်မှာဆိုရင်တော့ master gun နှခမ်းနဲ့ဖွဲ့စည်းထားပြီးတော့မှနောက်ထပ်ထူးခြားတာတော့လူမျိုးအခန်းတိတိလေးပါရှာရဖြစ်ပါတယ်ဒီကောင်စင်ရဲ့လုံးဝ heaven ပုံစံ bike ကိုတန်းရအောင်မှာဖြစ်ပါတယ်ဒီအခန်းလေးကတော့ပြီးရင်တော့နောက်တစ်ခန်းရှိနေတာတော့ဒီဘက်ခန်းမှာဒါကတော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုရင်1980 Hawaii လိုဘာလို့ bike မျိုးရရှိတဲ့ခန်းပဲဖြစ်ပါတယ်လုံးဝသူက fan ဖြစ်တယ်လိမ္မော်တွေအနီးတွေအစိမ်းနှုတ်လေးအဲ့လိုမျိုးပေါင်းဆက်ပြီးသုံးပေးထားတဲ့အတွက်သူက nature bike မျိုးပို့ပြီးတော့မှရပါတယ်ဒီဘက်ကတော့သူက private garden လေးလုပ်ပေးထားဖြစ်ပြီးတော့မှနေရာမလုပ်ချင်ဘူးဆိုရင်လည်းကိုယ်တိုင်နေရာအဖို့ကြိုက်တယ်လို့လှုပ်လို့ရပါတယ်ဒီခန်းလေးကတော့သူကတော့ master ခန်းလေးသုံးလို့ရမယ်ပြီးရင်တော့ဒီရဲ့စာကြည့်ခန်းနေနဲ့လည်းသုံးလို့ရမှာဖြစ်ပါတယ်ပြီးတော့ဒီဘက်ကတော့သူ့ရဲ့ရေချိုးခန်းပဲဖြစ်ပါတယ်ဒီကောင်ကတော့ပထမ master ခန်းတော့မကျဲဘူးတော်လေးကိုကျဲတယ်ပြီးဒီမှာဆိုရင်အားတာချက်ကဒီရဲ့အခန်းမှာဆိုရင် natural light တွေအကုန်ဝင်တာပဲဖြစ်ပါတယ်ဒီဘက်တစ်ချမ်းလုံးကသူကတော့မှန်နေတဲ့ကာလာပြီးတော့မှအပြင်ဘက်ကနေလည်းကြည့်လို့မရအောင်လုပ်ပေးထားပဲဖြစ်ပါတယ်ဒီဘက်မှာဆိုရင်လည်းသူက backup ပါမယ်ဒီကေတော့ဒါလေးပါသူကတော့လုံးဝအပြင်ကနေ natural light အရင်ကောင်းတဲ့အခန်းလေးပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးလိုက်ပြချင်တာကတော့ဒီဘက်က master gun ဖြစ်ပါတယ်ဒီကောင်ကတော့အခန်းထဲဝင်လိုက်တာနဲ့ကျွန်တော်သုံးက James Bond ကားရဲ့လူမျိုး vibe ကိုအပြည့်ရနိုင်တဲ့ခန်းပဲဖြစ်ပါတယ်ဟိုသူ့ရဲ့ထားထားတဲ့ တင်းဆိုတော့သူကတော့ခရမ်းရောင်အဝါရောင်နဲ့အဖျားရောင်စရဲ့ဟာကြီးတုံးပြီးထားဖြစ်တယ်လုံးဝ movie vibe အပြည့်ရရှိမှာပဲဖြစ်ပါတယ်အရှင် movie vibe ကိုအပြည့်ရရှိနိုင်တဲ့အခန်းဖြစ်တယ်ပြီးရင်လည်းဒီဘက်မှာဘယ်ကွန်နီကို access လုပ်နိုင်ပါလေဖြစ်ပါတယ်သူကဒီကထူးခြားချက်ကဒီဟာပါသူကဒီဟာပိတ်ထားလိုက်တယ်ဆိုတာနဲ့အခန်းကလုံးဝညရမှာ easy ဖြစ်သွားတဲ့ပုံစံကိုတမ်းပြီးရောက်ရှိတော့မှာဖြစ်ပါတယ်ဒီရဲ့ limited ဖြစ်တဲ့ art piece လေးတွေကတော့ show unit တစ်ခုနဲ့ standard unit တစ်ခုတာကြံရှိတော့အကြောင်းဘယ်လိုကြည့်ရှုကျင်နေဆိုရင်တော့ကျွန်တော်တို့ link property Thailand ကိုအခုပဲဆက်တင်နိုင်ပါတယ်